နေသူရဲ့အပူရှင်ပြင်းပန်းတဲ့တို့ဝင့်ကြွေရတယ်အခုလိုရသည်တောင်းလက်ဆောင်ပါမယ်ပြင်းလေးသွေးတယ်လို့ဒီချင်ပါတယ်ကိုချစ်ရသူအတွက်ရဲ့ရှူရမျက်နှာတမိုးထားကရဲ့တောင်းလက်ဆောင်ဖို့ရဲ့ချစ်သူအတွက်ပဲစေတနာတွေကျွဲရာဒီချက်ဆောင်တစ်ပေါင်းတွေလာအခါမှာကွယ်ညညထုံးသေးအင်းင်းတဲ့ပြပတော့ရွှေတောင်းလက်ဆောင်ပေးသူပဲချစ်သူလေးရဲ့ပြုံးမျောနေမယ်ကိုယ့်ရဲ့ကိုယ်သာဖြစ်နေချစ်နေတယ်လို့ဆိုလာသူရဲ့မျက်နှာစွာနဲ့ကွယ်ဒီလက်ဆောင်လေးမုံပေးခဲ့ပါတယ်
ပင်ဆိုင်လို့